အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီခါမှာတော့ USC နာမည်ကြီးသတင်းတော်တယောက်ဖြစ်တဲ့ရှာမိုနဲ့အင်တာဗျူးမှာဘန်နိုဂျာနဲ့မကြေပွဲအတွက်ကျွန်တော်ရဲ့ fire လေးချော်ချော်ပန်ဘာတွေပြောသွားခဲ့လဲဆိုတဲ့အကြောင်းတင်ဆက်ပေးသွားမှာပါအဲ့တော့ USC သတင်းတော်ရှာမိုကပြီးခဲ့တဲ့ USC 329ပြန်ပွဲမှာချော်ချော်ပန်နဲ့သူ့ရဲ့ပရိသတ်တွေကိုတွေးဆုံပေးပြီးတော့ဘန်ကိုအင်တာဗျူးခဲ့တာပါဆိုတော့အဲ့ဒီအင်တာဗျူးမှာချော်ချော်ပန်နဲ့ပတ်သက်တဲ့အကြောင်းအရာတော်တော်များများကိုဘန်ရဲ့ပရိသတ်တွေရှေ့မှာနေမဲ့မေးမြန်းခဲ့တာပါ USC နာမည်ကြီးသတင်းတော်ရှာမိုကသူကိုယ်တိုင်လည်းဘန်ကိုအင်တာဗျူးခဲ့တယ်လို့ပရိသတ်တွေကိုပါသူတို့သိချင်တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘန်ကိုမေးမြန်းခွင့်ပေးခဲ့တာပါဆိုတော့ချင်းဖိုင်ရလေးချော်ချော်ပန်ရဲ့အခုလက်ရှိအနေထားကကျွန်တော်တို့မြန်မာနိုင်ငံမှာနေမကပဲနိုင်ငံတကာပရိသတ်တွေလည်းအခုနောက်ပိုင်းတော်တော်လေးအားပေးဝင်ရလာခဲ့တာပါဒါကတော့အသက်25နှစ်နဲ့ professional fighter ဘွား6နှစ်လေးအတွင်းမှာကမ္ဘာ UFC သမိုင်းကြောင်းတစ်လျှောက်ဒုတိယတန်းငယ်ဆုံးချန်ပီယံတစ်ယောက်ဖြစ်နေတဲ့အပြင်အဲ့ဒီချန်ပီယံခပတ်ကြီးကိုတော့တကြိမ်ကာဝယ်ထားနိုင်ပြီဖြစ်တဲ့ဘန်ရဲ့အမခန်းစွမ်းဆောင်ရည်ကြောင်းလည်းဖြစ်ပါတယ်အဲ့တော့ UFC နာမည်ကြီးသတင်းတော်ရှာမိုရဲ့အင်တာဗျူးတွေအားလုံးထဲမှာချန်ပီယံဟောင်းကြီးပန်လိုဂျာနဲ့မကြေပွဲအတွက်ဘန်ကိုမေးမြန်းခဲ့တဲ့အပေါ်ချော်ချော်ပန်ဘလို့ပြန်ဖြစ်သွားလဲဆိုတာကျွန်တော်ရဲ့ပရိသတ်တွေသိအောင်ပြောပြပေးသွားမှာပါအဲ့တော့ချန်ပီယံဟောင်းကြီးပန်လိုဂျာနဲ့ပတ်သက်ပြီးချော်ချော်ပန်ကကျွန်တော်ရဲ့ခုလာမဲ့ချန်ပီယံကာဝယ်ပွဲမှာပန်လိုဂျာနဲ့ပဲမကြေပွဲကစားခြင်းပါတယ်အဲ့ဒီမကြေပွဲရဲ့အရသာကအရန်ချုံမိန်ပါပါအဲ့ဒီမကြေပွဲမှာပန်လိုဂျာကချုံနဲ့ပွဲသိမ်းနိုင်ရရှိပါတယ်အရင်ပွဲမှာကျွန်တော်ပန်လိုဂျာကိုဘာလို့နိုင်ခဲ့လဲဆိုတာတကဘာလုံးသိအောင်ချပြသွားမှာပါအဲ့ဒီမကြေပွဲကလည်းအရင်ပွဲနဲ့ဘာမှထူးခြားလာမှာမဟုတ်ပါဘူးပွဲချိန်နဲ့ကြာနိုင်ပေမဲ့သူရဲ့ချင်းတွေကိုအကဲခတ်ပြီးအချုံနဲ့ပွဲသိမ်းပြစ်မှာပါဆိုပြီးပြောသွားခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိ UFC Flyweight Champion ဂျော်ရှော်ပန်ကတော့အခုလာမဲ့သူရဲ့ဒုတိယကြိမ်မြောက်ချန်ပီယံခပတ်ကာဝယ်ပွဲမှာချန်ပီယံဟောင်းကြီးပန်လိုဂျာနဲ့သာထိုးကျင်တဲ့အကြောင်းနဲ့အချုံဆရာကြီးပန်လိုဂျာကိုအချုံနဲ့ပွဲပြန်သိမ်းရမယ်ဆိုပြီးပြောသွားခဲ့တာပဲဖြစ်ပါတယ်